တာတရားမဲ့ဆိုရင်လက်ထောင်ကြည့်ဆိုရမယ်ဆိုရင်ကျွန်တော်ရှစ်တန်းကျောင်းသားဘဝလေးကနေပြီးတော့ကိုစုံနဲ့တချင်းမာနမျက်နှာကိုကျွန်တော်စတီးရဲ့အချိန်မှာကျွန်တော်ကိုစတူဒီယိုတွေကမောင်းထုတ်ခံရပါတယ်ကလေးတွေဂီတာမဆော့နဲ့ဆိုပြီးတော့ကျွန်တော်ကိုပြောတယ်ဒါပေမဲ့လည်းကိုစုံတွေကဆရာတော်ဘုံမှုအပြင်စိတ်ရှည်သွားပြီးမာနမျက်နှာကိုကျွန်တော်ကိုစလိုတီးခဲ့ခြင်းအပြင်ကျွန်တော်စစ်စမ်းမောင်ဆိုပြီးတော့ဖြစ်လာတာလေဒီကိုစုံတွေအကြောင်းအများကြီးပါပါတယ်ဒါကြောင့်မို့အနေနဲ့ကိုစုံတွေကိုကျွန်တော်ခေါ်လိုက်ကြမယ်နော်ကိုစုံတွေမှာဒီဆိုကြမှာလားဒီကိုမာနကြည့်ရင်ဒါကြောင့်မို့ဒီချင်းကဖြစ်လာတာဆိုပြီးပြောတယ်ညီလေးကြည့်ရင်သူမကျင်လက်တာတွေကိုဖွင့်ပြီးတော့ပြောပြပါတဲ့ဒါကြောင့်မို့ကျွန်တော်အဲ့ဒါကအဲ့ဒီလိုစိတ်ထားလေးနဲ့ကျွန်တော်မတိတဲ့တိတဲ့လေးနဲ့ကျွန်တော်စတီးခဲ့ခြင်းဖြစ်ပါတယ်
ဒီကြရဲ့မာဒီမာချာဒီလားချစ်ခင်ကြရတာပဲနဲ့စားစိတ်ရှိလက်ရှိဘယ်တော့မှလိုက်ဒီလားနိုင်လူပါမေးနေပြန်သွားရအောင်1985မှာဒီမှာမိသားစုလူတွေရှိနေတယ်နော်ရှိတယ်ကျွန်တော်ပြန်ခေါ်သွားရအောင်